ရုပ်တရားကိုလေးလာသိမ့်ခြင်းလောကလူတ attva တွေအနေနဲ့ပဲပြောကြရအောင်လူတွေဟာယုံနဲ့နံနှမျိုးဖြင့်ဖွဲ့စည်းထားတာယုတ်ဆိုတာ body ပေါ့လေနံဆိုတာ mind နဲ့ body ဒီနှစ်ခုပဲရှိတယ်လူလို့ပြောတဲ့အရာဟာဒီနှမျိုးနဲ့ဖွဲ့စည်းထားတာဖြစ်တော့ပထမဒီနှမျိုးရဲ့ခြားနာချက်ကိုအရင်သိအောင်တော့နံဆိုတာကအာယုံကိုသိတတ်တဲ့သဘောတရားကိုနံလို့ခေါ်တယ်မှန်ပါဗျာပါဠိစာပေမှာနာမဆိုတဲ့စကားလုံးကိုဘာသာမပြန်တော့ပဲနဲ့နံလို့ဒီလိုရေးလိုက်တာအဓိပ္ပာယ်ကတော့နာမပဲစကားလုံးအမူရင်းကနာမဆိုတဲ့အဓိပ္ပာယ်ကဘာတော့ဆိုရင်ညွတ်ကိုင်းခြင်းလို့အဓိပ္ပာယ်ရတယ်မှန်ပါပါဗျာဘယ်ဘက်ကိုညွတ်ကိုင်းနေတာလဲလို့ဆိုတော့အာယုံရှိတဲ့ဘက်ကိုညွတ်ကိုင်းနေတာနေကြပန်းကလေးဟာနေရှိတဲ့ဘက်ကိုမျက်နှာမူပြီးတော့နေလေးရှိတဲ့ကဲ့သို့မှန်ပါပါလူတွေရဲ့စိတ်လို့ခေါ်ရတဲ့သဘာဝတရားလူတွေရဲ့အသိစိတ်လို့ပြောရတဲ့သဘာဝတရားဟာအာယုံရှိရာကိုညွတ်နေတဲ့အမြဲတမ်းညွတ်တယ်ဆိုတာအာယုံကိုရယူနေတယ်လို့ဒီလိုပြောတာမှန်ပါပါဗျာကြည့်လေတိတ်တိတ်ဆိတ်ဆိတ်တယောက်တည်းအိမ်ထဲမှာနေတဲ့အခါမှာတနေရာကတောက်ခနဲ့လို့အတန်မကြားလိုက်နဲ့အဲ့ဒီနေရာစိတ်ရောက်မသွားဘူးလားရောက်သွားပါတယ်ဗျာဒါညွတ်သွားတယ်လို့ခေါ်တာပဲမှန်ပါပါဗျာအာယုံရှိတဲ့ဘက်ကိုစိတ်ကလေးကရောက်ပြီးတော့သွားနေတာအမြဲတမ်းအာယုံရှိတဲ့ဘက်ကိုစိတ်ကလှဲ့သွားတာနမတိတိနာမံနမတိအာယုရှိရာသို့ကိုင်းညွတ်၍နေတတ်ဣတိထို့ကြောင့်နာမမြည်၏ဟောနန္တရားဆိုတာအာယုရှိရာကိုညွတ်သွားတဲ့သဘောတဲ့ကြည့်မျက်စိကမြင်လိုက်ရင်လည်းမြင်တဲ့အာယုဘက်ကိုစိတ်ကရောက်သွားတယ်နားကအတန်ကြားလိုက်ရင်လည်းကြားတဲ့ဘက်ကိုစိတ်ကရောက်သွားတယ်နှာခေါင်းထဲကအနံ့ကလေးတစ်ခုရရင်လည်းရတဲ့အာယုံပဲစိတ်ကရောက်သွားတယ်ဟောထို့တူပဲလျှာထဲမှာအရသာတစ်ခုခုပေါ်လာလို့ရှိရင်လည်းထိုအရသာပဲစိတ်ကရောက်သွားတယ်ခန္ဓာကိုယ်ကတစ်ခုခုထိမိလို့ရှိရင်လည်းထိုအထိတွေ့အာယုံပေါ်မှာစိတ်ကရောက်သွားတယ်ဘယ်မှမထင်ရှားတဲ့အခါမှာအာယုံရှိရာကိုစိတ်ကလိုက်ပြီးတော့စိတ်ကူးတယ်လို့ပြောကြတာတွေးနေတယ်လို့လည်းပြောကြတယ်ဟုတ်ကဲ့လားမှန်ပါဗျာအဲ့ဒီတွေးနေတာကြမ်းနေတာအာယုံရှိတာတွေညွတ်နေတာအလုံးဟာနာမနန္တရားလို့ဒီလိုခေါ်တာနော်မှန်ပါဗျာအဲ့ဒီနန္တရားဆိုတာရုပ်တရားနဲ့ရှင်တွဲပြီးတော့သဘာဝချင်းမတူပေမဲ့လို့ရှင်တွဲပြီးတော့အချင်းချင်းအပြန်အလှန်အကျိုးပြုပြီးတော့နေကြတယ်အဲ့ဒါကနန္တရားရုပ်တရားဆိုတာကတော့အာယုရှိကိုတက်စီကိုညွတ်သွားတတ်တဲ့သဘောမရှိဘူးအာယုရှိတဲ့နေရာကိုသူညွတ်သွားတဲ့သဘောမရှိဘူးအာယုကိုလည်းမသိဘူးဘာမှအာယုကိုသိတာမျိုးတစ်ခုမှမရှိဘူးသိတာကစိတ်သိတာကနန္တရားအာယုံကိုရယူမှုမပြုတတ်တာဟာဒါယုတ်တရားလို့ခေါ်တယ်နော်မှန်ပါဗျာဒါကသဘာဝအနေနဲ့ကြည့်ပြောတာအာယုံကိုသိတာကနန္တရားအာယုံကိုမသိတာကယုတ်တရားပါဗျာယုတ်တရားဆိုပါစို့တဏှာရမှာထိုင်းနေတယ်လို့ဆိုတဲ့အခါမှာကြည့်စိတ်ကလေးကသာထိုင်းနေတယ်လို့သိတာခန္ဓာကိုယ်ကြီးကငါထိုင်းနေတာပါလားလို့ယုတ်ကမသိဘူးမှန်ပါပါဗျာအိယာပေါ်လဲလျောင်းနေလို့ရှိရင်လဲကြည့်အိယာကငါ့ပေါ်မှာလူတယောက်လဲလျောင်းနေတယ်လို့မသိသလိုလူရဲ့ယုတ်ခန္ဓာကိုယ်ကြီးကလည်းငါသည်အိယာပေါ်မှာလဲလျောင်းနေတယ်လို့မသိဘူးသိတာကနန္တရားကသိနေတာမှန်ပါပါဗျာ
မျက်လုံးကလည်းသူငါမြင်တယ်လို့မသိဘူးနားကလည်းငါကြားတယ်လို့မသိဘူးသိတာကနန္တရားကသိနေတာအဲ့တော့ယုတ်တရားဆိုတာအာယုံကိုမရယူတတ်ဘူးအာယုံကိုမပြုနိုင်ဘူးအာယုံကိုမသိတတ်ဘူးလို့ဆိုတာဟာယုတ်တရားလို့တဘာဝအားဖြင့်ရှင်းဥစွာဒီလိုခွဲခြားအဲ့တော့လူတွေရဲ့ခန္ဓာကိုယ်ဟာယုတ်နဲ့နှစ်ရပေါင်းစပ်ထားတယ်အာယုံကိုရယူတတ်တဲ့သဘောကနန္တရားအာယုံကိုမသိတတ်တဲ့သဘောတရားကယုတ်တရားလို့အာယုံကိုရယူတတ်တာကနန္တရားအာယုံကိုရယူမှုမပြုတတ်တာကယုတ်တရားလို့ဒီနှစ်ရပေါင်းစပ်ပြီးတော့လူလို့ခေါ်ဆိုပြီးတော့အမည်ပညာတင်ထားကြတာတမ္မုဒိသစ္စာအနေနဲ့နော်မှန်ပါပါဗျာဒီနှစ်ခုပေါင်းစပ်နေတာကိုကြည့်ပြီးလူလို့သတ်မှတ်ထားကဲအဲ့ဒီထဲမှာဒီကနေ့ယုတ်တရားတွေအကြောင်းကိုလေ့လာကြည့်အောင်အာယုံကိုမသိတတ်ပါဘူးလို့ဆိုတဲ့ယုတ်တရားတွေလူရဲ့ယုတ်ခန္ဓာကိုယ်ကြီးယုတ်ခန္ဓာကိုယ်ကြီးဆိုတာပြောလို့အမတန်လွယ်တယ်ဘာဖြစ်လို့လဲဆိုမြင်နေရတာမြင်ရတာတော်တော်များများမြင်ရတယ်အတုံးခဲပုံတန်တန်ရှိနေတယ်၊ကင်ကြည့်လို့လည်းရတယ်ဟောရုပ်ဆိုတာတချို့ရုပ်တွေကကင်ကြည့်လို့ရတယ်တချို့ရုပ်ကမြင်လို့ရတယ်တချို့ရုပ်ကနားထောင်လို့ရတယ်တချို့ရုပ်ကအရသာခံကြည့်လို့ရတယ်တချို့ကအနံ့ရှူကြည့်လို့ရတယ်ဟုတ်ကဲ့လားမှန်ပါပါဗျာအဲ့တော့ရုပ်ဆိုတာကနာမ်လို့အတိမခက်ဖဲနဲ့ပေါ်ပေါ်လွင်လွင်ထင်ထင်ရှားရှားသိလွယ်တဲ့အရာတွေအဲ့တော့ဒီသိလွယ်တဲ့အရာတွေဟာရုပ်ခန္ဓာလို့ဆိုတဲ့လူရဲ့ခန္ဓာကြီးမှာရုပ်ပေါင်းဘလောက်စုဝေးပြီးတော့ဖွဲ့စည်းထားတာလဲလို့ဆိုတာကိုတစ်ခုချင်းတစ်ခုချင်းလေ့လာပြီးတော့ချိကြရအောင်မှန်ပါပါဗျာအဲ့ဒီလိုလေ့လာတော့မယ်ဆိုရင်ရုပ်ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကိုရှင်းဥစွာကြည့်ရုပ်ဆိုတဲ့စကားလုံးကရူပဆိုတဲ့ပါဠိကလာတာမြန်မာလူမျိုးတွေလည်းရူပလို့မဲ့တာရှိတာပါပဲเนาะမှန်ပါဗျာရူပလို့ဆိုတဲ့နေရာမှာအဓိပ္ပာယ်2မျိုးရှိတယ်လို့ဒီလိုမှတ်မှန်ပါဗျာရုပ်အလုံးကိုရည်ညွှန်းတဲ့အခါရူပလို့လည်းသုံးတယ်တခါတည်းမျက်စိကမြင်ရတဲ့အဆင်းအာယုံကိုလည်းရူပလို့သုံးတယ်လို့ဟောဒီ2မျိုးခွဲခြားမှတ်ထားဖို့မတူဘူးနန္တရားတွေရဲ့တရားအာယုံကိုမသိတတ်တဲ့သဘာဝအလုံးကိုလည်းရူပလို့ခေါ်တယ်။မျက်စိဖြင့်မြင်ရတဲ့အဆင်းကိုလည်းရူပလို့ခေါ်တယ်တဲ့။ဘာကြောင့်ရူပလို့ခေါ်ရသလဲလို့အဓိပ္ပာယ်ကိုဆင်ခြင်စဉ်းစားကြည့်။ဘာကြောင့်ရူပလို့ခေါ်သလဲလို့အဘိဓမ္မာမှာသာမဟုတ်ဘူးမြတ်စွာဘုရားကခိစနိယသုတ်တံလို့ဆိုတာတန်ယုတ်တနိကာယမှာရှိတယ်အဲ့ဒီခိစနိယသုတ်တံမှာရုပ်တည်းရဲ့အဓိပ္ပာယ်ကိုရူပခန္ဓာရဲ့အဓိပ္ပာယ်ကိုမြတ်စွာဘုရားကဖွင့်ဆိုပေးထားတယ်ကိုယ်တော်တိုင်အဓိပ္ပာယ်ဖွင့်ဆိုထားတာမှန်ပါပါဗျာကိစ္စဘိက္ခဝေဝုစ္စတိရူပံจิตသားယဟန်တို့ဘာကြောင့်ရုပ်လို့ခေါ်တာတော့တဲ့ရူပဆိုတာဘာကြောင့်ရူပလို့ခေါ်ရတာတော့ဒီစကားလုံးကိုဘာကြောင့်ဒီတဘာဝတရားတွေကိုဖော်ပြဖို့အတွက်ရူပဆိုတဲ့စကားလုံးဘာကြောင့်သုံးရတာတော့လို့ဆိုတာမြတ်စွာဘုရားကဒီမေးခွန်းလေးနဲ့မေးပြီးတော့သူကဖြေတယ်မှန်ပါပါရုပ်ပတိတိခောဘိက္ခဝေတတ္တမရူပန္တိဥစ္စတိจิตသားယံတို့ပြောင်းလဲတတ်တဲ့သဘောရှိတယ်တဲ့ဒါကြောင့်မို့ရုပ်လို့ခေါ်တာရုပ်ဆိုတာပြောင်းလဲတတ်တဲ့သဘောရှင်းတော့ကတော့ဖောက်ပြန်တယ်ဆိုတဲ့အသုံးနဲ့သုံးတာရှိတယ်ရုပ်ဆိုတာဖောက်ပြန်တယ်မှန်ပါပါဖောက်ပြန်တယ်ဆိုတဲ့စကားလုံးသုံးလိုက်လို့ရှိရင်အဓိပ္ပာယ်ကဒီပြင်အမျိုးတွေကသုံးနေကြတာရှိသေးတယ်ဟုတ်လားမှန်ပါပါဗျာအကျင့်စာရိတ္တဖောက်ပြန်တယ်တို့ဘာတို့ကိုချင်းတရားဖောက်ပြက်တယ်တို့ဖောက်ပြန်တယ်ဆိုတာကအမျိုးမျိုးဖြစ်နေအဲ့ဒီစကားလုံးကိုဘုန်းကြီးမသုံးတော့ဘူးပြောင်းလဲတယ်ပျက်စီးတယ်ဟုတ်ကဲ့လားမှန်ပါပါဗျာရုပ်ဆိုတာပြောင်းလဲတတ်တယ်ပျက်စီးတတ်တယ်ထင်းထင်းရှားရှားပြောင်းလဲပျက်စီးတတ်တဲ့သဘာဝတရားကိုရုပ်လို့ခေါ်တယ်